ဆရာမင်္ဂလာပါရှင်မင်္ဂလာပါဆရာရှင်ဖေဖော်ဝါရီလမှာဖွင့်မဲ့ Marketing Management ပညာရဏသင်တန်းအပတ်စဉ်ကိုအကြောင်းလေးပြောပြပါအောင်ရှင်ပုံမှန်သင်တန်းကြီး2သိန်းတန်ကြီးရှိတဲ့ Marketing Management Certificate သင်တန်းကိုယခုသင်တန်းကြီးအခမဲ့ဝင်ကြီး3000ကျပ်ထဲနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်ပညာရဏသင်ကြားပေးရတဲ့ရည်ရွယ်ချက်ကတော့လူတိုင်းလက်လန်းမိနိုင်စေဖို့နဲ့စိတ်ပါဝင်စားတဲ့လူတိုင်းတက်နိုင်စေဖို့အတွက်စီစဉ်ပေးခြင်းဖြစ်ပါတယ်ဆရာရှင်ယခု Marketing Management ပညာရဏသင်တန်းအပတ်စဉ်ကိုဘယ်သူတွေတက်တင်ပါသလဲရှင်တက်ရောက်တဲ့သူတွေကတော့ Marketing Management ပညာရပ်ကိုစိတ်ပါဝင်စားတဲ့သူတွေမိမိရဲ့လုပ်ငန်းကိုပုံမအဆင့်မြင့်တင်လုပ်ကိုင်လိုတဲ့သူတွေစေးစံ Marketing ဖြင့်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေနောက်ပြီးတော့လုပ်ငန်းခွင်စတင်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေတက်ရောက်တင်ပါတယ်ဆရာရှင်ဘာတွေသင်ပေးသွားမှာပါလဲသိပြရစေရှင်သင်ကြားပေးသွားမှာတွေကတော့ Marketing Fundamental Concepts Marketing Strategy Analyzing the Marketing Environment Managing Marketing Information Consumer Markets and Buyer Behavior Advertising and Public Relations Creative Competitive Advantage Sustainable Marketing နဲ့ Marketing Plan နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာရမှာဖြစ်ပါတယ်သင်ခန်းစာတွေကိုမြန်မာဘာသာဖြင့်သာလေ့လာရမှာဖြစ်ပါတယ်ဆရာရှင်သင်တန်းကာလလေးသိပြရစေရှင်သင်တန်းကာလကတော့2လဖြစ်ပါမယ်ဆရာရှင်သင်တန်းကြီးလေးသိပြရစေရှင်သင်တန်းကြီးကတော့အခမဲ့ဖြစ်ပြီးတော့ဝင်ကြီး3000ကျပ်သွင်းရုံဖြင့်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်ဆရာရှင်ဘလို့သင်ကြားပေးသွားမှာပါလဲသိပြရစေရှင်သင်ကြားပေးသွားမှာကတော့ online သင်တန်းဖြစ်ပြီးတော့ record video တွေနဲ့သင်ခန်းစာတွေကိုတစ်ပတ်ကို2ရက်လေ့လာရပါမယ်ဒါအပြင် Zoom နဲ့2ကြိမ်ဆရာနဲ့ face to face သင်ခန်းစာတွေကိုဆွေးနွေးခွင့်ရမှာပဲဖြစ်ပါတယ်ဆရာရှင်ယခု Marketing Management ပညာရဏသင်တန်းအပတ်စဉ်ကိုအတွက်ဆရာအနေနဲ့ဘာတွေများဖြည့်ဆွတ်ပြောလိုပါသလဲရှင်ဖြည့်ဆွတ်ပြောလိုတာကတော့ယခုသင်တန်းကိုလူဦးရေအကန့်အသတ်ဖြစ်တာသင်ကြားပေးသွားမှာဖြစ်လို့သင်တန်းတက်ရောက်ခြင်းနဲ့ဆိုရင်အမြန်ဆုံးစာရင်းပေးသွင်းထားမှစိတ်ချရမှာပဲဖြစ်ပါတယ်နောက်ထပ်ဖြည့်ဆွတ်ပြောလိုတာကတော့ဝင်ကြီး3000ကျပ်မှအပအခြားအခကြီးငွေထပ်မံကောက်ခံခြင်းလုံးဝမရှိပါဘူးဒါကြောင့်မို့လို့စိတ်ချလက်ချတက်ရောက်ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ဆရာရှင်ယခုလိုဖြေကြားပေးတဲ့အတွက်ဆရာကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်